ဂျိုးစကေခိုးကြီးကခန်းထဲမှာအိမ်နေနဲ့ပျောက်သွားရတယ်ကွာယူကာကိုလည်းပျောက်နေဆိုတော့မဟုတ်မှလို့ယူကာကိုများခိုးကြီးကိုတပ်ပလိုက်တာအဲ့လောက်ထိတော့မဖြစ်တော့ပါဘူးဒါပေမဲ့ငါတို့ခိုးကြီးကိုမြန်မြန်ရှာမှဖြစ်ခိုးကြီးကအင်တာတကားအလုပ်ကိုဖြေနေရပြီးတော့လိုဝက်နံပါတ်ကအမေရိကတိုက်ကိုရှာတွေ့ခဲ့တဲ့ခုနှစ်ဖြစ်ပါတယ်ခိုးကြီးအပြင်းနဲ့စဉ်းစားနေမယ်စဉ်းစားလို့မရတော့ပဲဘောင်းမီမှာတီးထွက်သွားပါတယ်အဲ့လိုနဲ့ယူကာကိုကခိုးကြီးရဲ့ဘောင်းမီတွေကိုရှော့ပေးလိုက်ပြီးတော့အသစ်တဲ့ထုတ်ပေးလိုက်ပါတယ်ဘောင်းမီမှာတီးထွက်သွားမလို့တနာကြကောင်လို့မြင်လာပြီးတော့မကြိုက်တော့ဘူးမလားဒီနောက်နဲ့ပဲရဲလိုက်ပြီးတော့အိမ်ပြန်ခွင့်ပေးရလို့ခိုးကြီးကပြောနေမယ်ယူကာတော့ကဒါတွေကပြဿနာမဟုတ်ပါဘူးခိုးကြီးကတနာကြကောင်မဟုတ်ဘဲနဲ့ခိုးကြီးရဲ့ကိုယ်ထဲမှာဖုံးကွယ်ထားတဲ့အရေးချင်းတွေကိုခံစားမိရမလို့ဒီလောက်ထိချင်းမိနေရပါလို့ယူကာကိုကပြောရလိုက်ပါတယ်ယူကာကိုကခိုးကြီးရဲ့ဘောင်းမီတွေကိုရှော့ပေးရတာကိုဂုံနေပြီးတော့အခန်းတကားကိုဖွင့်လိုက်တဲ့အချိန်မှာညကျရင်ခိုးကြီးဆိုင်ဝဲမရှိဘူးအတွက်လက်စစ်ကလက်ထိုင်လေးကိုပြင်ဆင်ထားတာပါညစာအတွက်အီတလီစားစားတွေချမ်းပါမလို့လိုအပ်တာလေးကိုတောက်ဝဲလိုက်ရမယ်လို့ပြောပြီးယူကာကိုကထွက်သွားတဲ့အချိန်မှာလက်စစ်ကလက်ထိုင်နဲ့ညားမဲ့ယူကိုတွေးပြီးခိုးကြီးကတော့ရင်တုံဖင်တုံနေဖြစ်ကုန်ပါပြီခိုးကြီးမှာအခိုရှိရပဲဖမ်းခံရရင်တော့မှကိုနီတောင်းနိုင်ပါပါအခိုရဲ့ကွာဝေးကမီတာ90ပဲရှိရလူပြက်တဲ့နေရာကိုရောက်နေတာဖြစ်ရမယ်ခုလိုချိန်နေမှာယူကာကိုကကိုယ်တိုင်သွားမှာမဟုတ်ဘဲနဲ့ delivery နဲ့မှာလောက်တယ်ဒါပေမဲ့ဖုန်းကြိုးတွေကိုဖြတ်ထားလို့တွေးမိလိုက်တဲ့အချိန်မှာအကြံတစ်ခုရောက်သွားမလို့အခိုထုတ်ပြီးကြည့်လိုက်တော့တယ်လီဖုန်းတစ်ခုကိုတွေးလိုက်ရပါတယ်ကိုကြီးကဂျိုစကေတို့ဖုန်းဆက်ခေါ်ဖို့လုပ်မယ်ထဲစရာပတ်စံမရှိရမလို့110ပဲနှိပ်ပြီးတော့ရဲတွေကိုခေါ်မယ်လို့စဉ်းစားမိလိုက်ရင်ပဲယူကာကိုကရဲတွေကိုတပ်ပြနိုင်လို့တွေးမိလိုက်ပါတယ်ဖုန်းဆက်မလို့ကြံနေရမလားဆိုယူကာကိုကြီးကဗရင်မောက်ကနေပေါ်လာပြီးတော့ခိုးကြီးကြံစီနေတဲ့အကွက်တွေအားလုံးယူကာကိုကကြိုသိနေပါကိုကြီးမှာဖုန်းခေါ်ဖို့ပတ်စံမရှိရမလို့110ခလုတ်ကြီးကိုဖျက်ဆီးရမယ်လို့ပြောပြီးတော့ယူကာကိုကထွက်သွားပါတယ်အဲ့လိုနဲ့ယူကာကိုကတယ်လီဖုန်းရုံကြီးကိုရောက်လာပြီးတော့ဖုန်းဆက်မှုလုပ်လိုက်တဲ့အချိန်မှာပဲလက်ပေါ်ကစလုံးတွေကိုမြင်လိုက်ပြီးတော့အတန်တင်ထွက်လာတာကိုကြားလိုက်ရပါတယ်အဲ့ချိန်မှာဖုန်းဝင်သွားပြီးတော့ဖုန်းနဲ့မနေရသေးဘဲနဲ့ဘလို့ဝင်သွားလေလို့ယူကာကိုကစဉ်းစားနေပါတယ်ဟိုက်ဟီကရှိကလာတော့အင်းရပါခင်ဗျဟမ်မဟုတ်မှလို့ခိုးရှိလားခိုးရှိငါဂျိုးစကေပါမင်းဘယ်အောင်လဲငါရီတိုင်းတန်နေကြားနေရတယ်ယူကာကိုကနားလဲသွားပြီးတော့ခိုးရှိကသူ့လိုပါရှိပြီးတော့ဖုန်းကြရဲဆိုတော့တီးသွားပါဂျိုးစကေတို့အိမ်ကနေဒီနေရာကိုကားနဲ့မိနစ်20ပဲမို့လို့ဒီတော်အတွင်းမှာတက်စီအောင်စူးစမ်းရတော့မှာပါငါရီတိုင်းတန်နေကြားလိုက်ရတယ်ရီနဲ့ညီရဲ့နေရာတယ်လီဖုန်းရုံဆိုတော့ဒီနေရာပဲဟာခိုးရှိကဒေါ်ရရဲ့ထွက်ပြီးပြန်လာနေတဲ့ယူကာကိုမြင်လိုက်ရမလို့တကားကိုခုံနဲ့ကနဲ့တန်မာရိုက်ပြီးတော့ပရိဘောကအိမ်နဲ့ကာလိုက်တာမလို့ယူကာကိုကတကားဖွင့်လို့မရတော့ပါယူကာကိုကတကားကိုဖျက်ဆီးခဲ့ရင်တော့မှတကားဖျက်ဆီးနေတဲ့အိမ်ကိုတွေ့ရင်ဂျိုးစကေကတတိထားနေသွားပါအဲ့ချိန်မှာယူကာကိုကသူတို့နှစ်ယောက်လုံးကတူညီရဲ့ပါဝါတွေကိုပိုင်ဆိုင်ထားမလို့တခြားတွဲရတဲ့တာလုံးပြီးတော့တယောက်နဲ့တယောက်အရန်ကိုလိုက်ဖက်တယ်လို့ပြောနေပါတယ်အဲ့လိုနဲ့ယူကာကိုကတကားဖွင့်လိုက်တဲ့အချိန်မှာကိုကြီးကတကားကိုဝါယာကျိုးနဲ့ဆက်ထားမလို့ယူကာကိုကတက်လိုက်သွားပါတယ်အဲ့ချိန်မှာကိုကနောက်ကနေပေါ်လာပြီးတော့ယူကာကိုနင်းုံမုံနဲ့ဆိုရဲဆလုံးကြီးနဲ့ကောက်ပေါက်လိုက်ပြီးတော့နင်းုံမုံနဲ့ဆိုရဲအတန်တွေကဇက်တိုက်ထွက်လာပါတယ်အခုချိန်မှာတောင်းမဲ့လေလေဘာမှမထူဒီတန်တွေကဘယ်တော့မှပျောက်သွားမှာမဟုတ်ဘူးလို့ကိုကြီးကပြောလိုက်တဲ့အချိန်မှာယူကာကိုကဘာလဲပြောနေရလဲဘာတန်ကမကြားရလို့ပြန်ပေါ်လိုက်တာမလို့အခုရဲ့ဆလုံးတွေကကွာကြောက်ပြီးတော့ပျောက်သွားပါတယ်လက်ခွန်းထဲမှာငါမထင်တော့ဒီဆိုကယူနေရဟာယူကာကိုကဒေါ်လာထွက်နေပြီးတော့ကိုကြီးရဲ့ကောင်းမှာစိုက်ထားတဲ့စပင်းတွေကိုထိန်းချုပ်လိုက်ပြီးတော့ကိုကြီးရဲ့ကိုနဲ့တကားကိုပြချိုးလိုက်ပါတယ်လူကကိုကအစတော့ခိုးရှိကိုယောက်ျားကောင်းတယောက်ဖြစ်အောင်လုပ်ပေးအောင်တော့ပဲစဉ်းစားခဲ့ပြီးတော့အခုကျတော့သူ့ကိုချင့်ချင်းမချင့်တက်ပြစ်မယ်လို့ပြောနေပါတယ်အဲ့ချိန်မှာကိုကခိုးကြီးရဲ့နောက်ကိုပြုတ်ကျလာပြီးတော့ကြောက်ရွံ့ကြီးလို့ဖြစ်သွားအောင်မလို့ပါဝါသုံးလုံးပြီးတော့သေသွားလာလို့ခိုးကြီးကစိတ်ပူသွားပါတယ်စတန်တွေကစိတ်ဆွမ်းအားတွေရောအသုံးပြုရအောင်မလို့ဖိအားပေးလို့ပြီးသေသွားလို့ခိုးကြီးကကြောအောင်နေတဲ့အချိန်မှာအဲ့ဒါဘာစတန်လဲလို့ယူကကိုကမေးနေပါတယ်ယူကကိုကအထဲကိုရောက်လာရင်သေပြီးဆိုပြီးခိုးကြီးကတွေးနေတဲ့အချိန်မှာကြောက်ရွံ့ဖြစ်နေတဲ့အခိုးကနိုးလာပြီးတော့အမီးရှိကြီးထွက်လာပါတယ်အဲ့လိုနဲ့ယူကကိုကဝင်လာတော့မှမလို့တကားယူကကိုလွင့်တော့လုံးနိုင်ကောင်းမယ်လို့ခိုးကြီးကတွေးလိုက်တဲ့အချိန်မှာပဲယူကကိုကဝင်လာပြီးတော့ဂူနာရိုစတန်ကဘယ်ရောက်သွားလဲလို့မေးနေပါတယ်အဲ့ချိန်မှာပဲအခိုကပုံစံသိတဲ့ပေါ်လာပြီးတော့အရင်ထက်သေသွားပြီမဲ့အချိန်ကပို့ပြီးတော့မြန်လာပါတယ်အဲ့ချိန်မှာယူကာကိုကရုတ်တရက်ကြီးအဝေးကိုလွတ်လာမလို့ဘာဖြစ်သွားလဲလို့ခိုကြီးကစဉ်းစားနေတဲ့အချိန်မှာယူကာကိုကသူ့ရဲ့စပင်စတန်နဲ့တစ်ပင်ကိုဖမ်းဆွဲလိုက်ပြီးတော့ဟန်ချက်ထိန်းလိုက်ပါတယ်ခိုကြီးကတကားပေါ်မှာစလုံးတွေကိုတွေးလို့သွားကန်ကြည့်လိုက်တဲ့အချိန်မှာလွင့်သွားတဲ့ effect ရှိနေအောင်ခံစားမိလိုက်ပါတယ်လွင့်သွားရင်ကောင်းမယ်ဆိုရဲဂူနာရိုကအတွေးကြောင့်စလုံးတွေကပေါ်လာဖြစ်ပြီးစလုံးရဲ့ဒိဗယ်တိုင်းဖြစ်လာပါယူကာကိုအိမ်ထဲဝင်တော့တဲ့အချိန်မှာဂျိုးစကေတို့ရောက်လာပါတယ်ဂျိုးစကေဒီနောက်မှာအိမ်ထဲကအများကြီးပဲကွာငါတို့ဘလို့ရှာကြမှာလဲပါတယ်တယ်လီဖုန်းနဲ့အနီးဆုံးအိမ်ပေါ့အဲ့လိုနဲ့ယူကာကိုကချစ်စရာကောင်းတဲ့ခိုကြီးလေးကိုသူ့ပဲပိုင်ဆိုင်ရမယ်လို့ပြောပြီးတော့အိမ်ကိုပြန်လာတဲ့အချိန်မှာခိုကြီးကတကားမှာပေါ်လာပါတယ်ခိုကြီးကယူကာကိုရဲ့စပင်တွေရောသူ့ရဲ့စပင်တွေရောညှက်ပလိုက်ပြီးတော့ယူကာကိုကသူ့ကိုနိုင်မှာမဟုတ်ဘူးလို့ပြောနေပါတယ်အဲ့လိုနဲ့ယူကာကိုကဒေါ်ရထွက်လာပြီးတော့လေကားလက်ရံကိုကင်ပြီးလိုက်တဲ့အချိန်မှာပူရဲဆွဲစလုံးကြီးပေါ်လာပြီးတော့ယူကာကိုရဲ့လက်ကပူလောင်သွားမလို့စောက်ကလေးနင်းကတက်ပြစ်မယ်ဆိုပြီးပြောနေပါတယ်ခိုကြီးကစလုံးနဲ့လမ်းပြေးလိုက်ရမယ်ယူကာကိုရဲ့စပင်တွေကခွဲသွားပြီးတော့အိမ်တစ်ခုလုံးပြည့်သွားမလို့ခိုကြီးကပြေးလို့မရတော့ပါဘူးဂျိုးစကေဟိုအိမ်ရုပ်ကြည့်တယ်အိမ်ထင်တယ်အေးသူ့ရဲ့စိတ်ဆွဲကဒီလောက်ကြီးကျဲမယ်လို့မထင်ထားခဲ့ဘူးကခိုရဲ့စလုံးတွေကိုမထီးရင်ဘာနေမှမရှိရမလို့အထင်ကြီးစရာမကောင်းတဲ့စတန်ပဲလို့ယူကာကိုကပြောနေပြီးတော့နင်ကောက်ချစ်လာမချစ်ဘူးလို့ဖြစ်ရင်နင်ရောဒီအိမ်တစ်ခုလုံးဖြည့်ဆည်းပြမှာလို့ပြောနေပါတယ်ယူကာကိုငါတို့ခုလိုဖြစ်နေရနင်ငါပြောတာကိုတလုံးမှနားမလဲလို့ပဲငါနဲ့ကိုမချစ်ဘူးဟုတ်ပြီလားအဲ့လိုနဲ့ယူကာကိုကခိုးကြီးကိုတတ်ဖို့အတွက်သပင်းနဲ့ဖမ်းချုပ်လိုက်တဲ့အချိန်မှာကျုံးမရှိတဲ့စလုံးကိုထိပြီးသွားပြီးတော့ပိုးစိုးပတ်ဆက်ကိုလွှင့်သွားစေမယ်စလုံးရင်းဖြစ်နေအောင်မလို့ယူကာကိုလည်းအဝေးကြီးကိုလွှင့်သွားပါတယ်ထူးဆန်းလိုက်တာသပင်းနဲ့ကအဖြူအောင်ဖြစ်သွားပါလားလက်ခွန်းထဲမှာသေပြီလားမသိဘူးနှလုံးခုန်တဲ့နားထောင်
ကြည့်အောင်ပါနှလုံးခုန်တန်ကြားရရမလို့ယူကာကိုကစိုက်ကိုစော်ကြီးဖြစ်ပေမဲ့သေဖို့မထိုက်တန်ပါဘူးလို့ခိုရှီကတွေးနေတဲ့အချိန်မှာပဲယူကာကိုကနိုးလာပြီးတော့အက်ကိုစပင်နဲ့ဖမ်းလိုက်ပါတယ်အက်ကိုကစလုံးတွေကိုအမီးရခြုံလေးနဲ့ရေးတာဖြစ်ပြီးတော့အခြုံလေးကအောက်ကိုပြုတ်ကျပြီးတော့ကြောက်ချုံကြီးနဲ့ထိသွားပါတယ်ယူကာကိုကသူ့စပင်တွေကိုဖြူအောင်လုပ်လိုက်ရတဲ့ခိုရှီကိုခွင့်မလို့ပဲနဲ့အက်ကိုတတ်တော့မှာပါအက်ကိုကယူကာကိုရဲ့နှလုံးခုန်တန်ကိုနားထောင်တော့မြေကြီးရတဲ့အတန်ကိုကြားခဲ့ရမလို့ဘေးလို့ရအောင်ရှေ့ဖို့ခိုရှီကပြောနေမယ်ယူကာကိုကနားမထောင်အောင်မလို့ယူကာကိုရက်နေတဲ့ကမ်းပါကြီးကပြိုကျရပါတယ်အဲ့လိုနဲ့ယူကာကိုနဲ့အက်ကိုကအောက်ကိုပြိုကျနေပြီးတော့ယူကာကိုကအောက်ကကြောက်ချုံကြီးနဲ့စိုက်ပြီးတော့တေတော့မဲ့ချိန်မှာပဲကြောက်ချုံကြီးကပျော့ပျော့ကြီးဖြစ်နေပြီးတော့အက်ကိုကစလုံးတွေရေးထားခဲ့တာပါပြိုကျတော့မယ်လို့ပြောတာကိုငါပြောတဲ့အတိုင်းလည်းဖြစ်သွားပဲနင်ကငါပြောတာကိုဘယ်တော့မှနားမလည်ဘူးခိုရှီကအက်ကိုရဲ့အချုံလေးပြုတ်သွားခဲ့တဲ့အောက်ကကြောက်ဆောင်ကြီးမှာကြိုရေးထားခဲ့တာဖြစ်ပြီးတော့ယူကာကိုကခိုရှီကိုတတ်ဖို့ကြိုးစားနေတဲ့အချိန်မှာခိုရှီကတော့ယူကာကိုကယ်နေပြီးသားဖြစ်နေပါဟေးခိုရှီမင်းအသက်ရှင်သေးရဲ့လားခိုရှီချင်းနေဂျော့စကေအခုရစုခင်ဗျားကိုကြာလိုက်တာဗျာယူကာကိုကတော့ခိုရှီရဲ့စိတ်ကောင်းရှိအောင်မြန်မာပြည်နေမြင်ရရမလို့ပို့ပြီးတော့ချင်းမိပါပါဟာဟိုမှာယူကာကိုမလားသူ့စပင်နဲ့ဖြူသွားပါလားဟုတ်တယ်နော်ဘလို့ဖြစ်သွားလဲပြီးတော့ပြုံးပြုံးလို့ပြီးတော့ငါတို့ဘက်ကိုကြည့်နေရဟုတ်တယ်ကြောက်စရာကြီးဂျိုးစကေငါတို့ဒီကနေမြင်မဲ့လေးရောက်ဂျိုးစကေကဲပါအောင်မင်းတို့ကောင်တွေငါ့ကိုပဲအားကိုးနေနေရငါစော်ကြီးမင်းအဲ့ဒါယူမြင်လိုက်လားမြင်လိုက်ပါတယ်အဖေကကျွန်တော်မမူးသေးပါဘူးဗျာမိန်းကလေးတွေကကိုကိုတက်သေးဖို့ခုံချခဲ့မယ်ကြောက်ချုံကြီးကအပေါ်ပြန်တိုးနေပေးခဲ့တာကိုမြင်ခဲ့ရဆိုရဲငါးဖန်းသမားတွေရဲ့ကောလာဟာလာကြောင့်ဒီနေရာမော်ရီယိုမျိုးရဲ့ပျော်ကြီးကြောက်ချုံကြီးဖြစ်နာမည်ကြီးပါတယ်အဲ့လိုနဲ့ချင်းတွေကပုံမှန်ပဲဖြစ်သွားပြီးတော့အင်္ဂလိပ်စာဖြေတဲ့အချိန်မှာအမတ်တရရရမလို့ဖြစ်ခဲ့တာတွေကကောင်းတာလားဆိုးရလားဆိုတော့ခိုးရှိရဝေခွဲမရတော့ပါဘူးအဲ့လိုနဲ့ပစုံနိုင်ရတော့ဒီမှာပဲပြီးသွားပါတယ်ကျေးဇူးပါပဲတဲ့ကျေးဇူးပါဘရိုကြီးနောက်တဲ့ episode မှာတော့အီတလီစားသောက်ဆိုင်ကိုရောက်နေတဲ့ဂျိုစကေနဲ့အိုကူယာစုကိုတွေ့ရမှာပါ